ခမိုင်မိုက်ကိုရီမတက်မယ်ဒီလိုမျိုး Rolex ကိုဒီမှာ Rolex မှာဒီမှာကြည့်ဒီမှာဟိုဟာလေးရွှေအောင်လေးကတစ်ဖြက်ကိုလက်ကိုတောက်နေရပဲเนาะမသိရွှေလက်ပတ်ကြီးဝတ်ထားတယ်လို့ပဲเนาะဒီလိုမျိုး luxury set ဒီလိုမျိုးနိုင်လေးတစ်လုံးကိုပုံမျိုးသားလေးဖြစ်အတွက်ဖြစ်ဖြစ်အမမဟုတ်လို့ရှိရင်အမတို့ရဲ့ချစ်ရတဲ့တမိုးထားရတဲ့ဒုတိယဆိုလို့ဖြစ်ပေါ့နော်ဒါလေးတစ်လုံးကိုဝတ်ပေးတင်ပါတယ်ဒီမှာ Max မှာဘလောက် luxury set လာနေလဲဆိုတော့ကြည့်ပါဦးအဲ့တော့လူကြားထဲမှာတည်တဲ့ထဲဝါစင်လေးကိုယ့်ရဲ့ brand စိတ်ကိုဖြစ်စေခြင်းနဲ့ဆိုရင်တော့ဒီလို Rolex လေးတစ်လုံးကိုပြလိုက်ပါရှင်ဒီလို Rolex လေးတစ်လုံးမှာချက်တောင်းခွဲရကြပါမယ်ညီမလေးစီမှာဥတူယူစနစ်နဲ့ပဲရပါပါတော့အများကြီးတော့မပါပါဘူးရှင်ဟုတ်ပါပြီဒါလေးပို့လို့ခြင်းနဲ့ဆိုလို့ရှိရင်3950 9333ကိုစက်သက်မိုင်းနိုင်ပါလေရှင်ကျေးဇူးပါ